အရှင်ဖျားဒီခေတ်ကြီးထဲမှာယဟန္တာဆိုတာရှိနိုင်ပါသလားယဟန်ခံကြတဲ့သူတွေပေါ်များပေမဲ့ယဟန္တာဖြစ်ဖို့မလွယ်ဘူးလို့တပည့်တော်ယူဆပါတယ်အမှားပါရင်ခွင့်လွှတ်ပါအရှင်ဖျားတဲ့ယဟန္တာဆိုတာကသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တစ်မျိုးတည်းကိုပြောတာမဟုတ်ပါဘူးနော်လူဝတ်ကြောင်ပုဂ္ဂိုလ်ပဲဖြစ်စေသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေကိလေသာအပြီးတိုင်ကုန်ခန်းသွားပြီဆိုရင်ယဟန္တာပဲဖြစ်ပါတယ်ဒီခေတ်ကြီးထဲမှာယဟန္တာရှိနေနိုင်သေးသလားဆိုတော့မြတ်စွာဘုရားကငါဘုရားဟောကြားထားတဲ့မဂ်ကင်၈ပါးအကျင့်မြတ်တရားရှိနေသေးတဲ့၍ထိုမဂ်ကင်၈ပါးအကျင့်မြတ်တရားကိုကျင့်သုံးလိုက်နာတဲ့သူတွေရှိနေသေးတဲ့၍ယဟန္တာမစိတ်သုံးဘူးလို့ဟောကြားထားပါတယ်ဒီကနေ့ခေတ်မှာမြတ်စွာဘုရားဟောကြားထားတဲ့မဂ်ကင်၈ပါးအကျင့်မြတ်တရားတွေလည်းရှိနေသေးတယ်လို့ထိုမဂ်ကင်၈ပါးအကျင့်မြတ်တရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေလည်းရှိနေသေးတဲ့အတွက်ကြောင့်ယဟန္တာဆိုတာရှိနေနိုင်ပါသေးတယ်နော်သို့တော်လည်းပဲယဟန္တာသူတော်ကောင်းတွေကသူတို့ယဟန္တာဖြစ်တယ်ဆိုတာကိုထုတ်ဖော်၍ပြောကြားခြင်းမရှိတဲ့အတွက်ကြောင့်ယဟန္တာရှိမှန်းကိုမသိကြတာဖြစ်ပါတယ်နားလည်ပါစေနော်